မြန်မာပြည်မှာဇေဒီပထိုးတွေအလွန်ပေါ်တယ်မဟုတ်လားဇေဒီပထိုးပေါ်လို့နိုင်ငံသားတွေကတလက်တော့ပကိုးထားတဲ့ဇေဒီပထိုးပေါ်တဲ့နိုင်ငံဆိုပြီးတော့ခေါ်ကြအဲ့ဒါလို့ဇေဒီပထိုးပေါ်တဲ့အခါမှာမသိတဲ့ပုဂ္ဂိုလ်တွေဒီခစ်ပြက်တုံးကဇေဒီပထိုးတွေပေါ်မှာဘယ်လိုယူဆလာတော့ဆိုဗမာလူမျိုးတွေကကြီးညိုတော့ဇေဒီထဲမှာလက်ဝတ်ရတနာတွေထည့်ပြီးတော့ပူဇော်ကြတာတွေရှိတယ်လေတန်မိုးကြီးတဲ့ပစ္စည်းတွေလည်းထည့်ပြီးတော့လှူကြတာရှိအဲ့တော့တချို့ကနားမလည်တဲ့ပုဂ္ဂိုလ်တွေကြတော့ဘာသွားတွေးတော့ဆိုဒါဇေဒီပထိုးတွေကမြန်မာတွေဒီရွှေတွေငွေတွေသိမ့်တဲ့နေရာလို့ယူဆပြီးတော့ဇေဒီပထိုးတွေဖောက်ကြတာအများကြီးပဲဖြစ်တော့ဖြစ်ပြတုံးကဖောက်ထွင်းပြီးတော့သွားတာတွေအများကြီးရှိသမိုင်းကြောင်းတွေကြည့်မယ်ဆိုလို့ရှိရင်လည်းတတ်နိုင်တဲ့ဘုရင်တွေကလေသူ့ကိုအလေးချိန်မိမိခန္ဓာကိုယ်အလေးချိန်ဝိတ်ချိန်ပြီးတော့အဲ့ဒီဝိတ်အလေးအတိုင်းရွှေသားကိုရွှေတုံးကိုဇေဒီထုပြီးတော့ဖျားထုပြီးတော့အဲ့ဒီထဲမှာဌာပနာလေးရှိကြတာနော်ကိုယ်လေးချိန်နဲ့ဆက်ပြီးတော့လှူကြတာတွေရှိတယ်အဲ့ဒီသမိုင်းတွေရလူတွေကဖောက်ထွင်းပြီးတော့ခိုးယူကြတာပေါ့ဖျားပစ္စည်းဒါကြောင့်မို့ခေတ်ပြတုံးကဆိုရင်ဖျားပထိုးကြီးကြီးဆိုရင်အပေါက်တွေနဲ့ယူအကုန်လုံးခိုးပြီးတော့ဖောက်ထားကြတကယ်ကတော့ဖျားထဲမှာဌာပနာပစ္စည်းထည့်တယ်ဆိုဒီမှာမူလရွယ်ချက်ကဘာလဲလို့ဆိုရင်နောက်တစ်ခေတ်အနိစ္စသဘောတရားအရာခေတ်ကာလကြာညောင်းလာတဲ့အခါမှာယာတိဥရုဓာန်ကြောင့်ပဲဖြစ်စေငလျင်ဓာန်ကြောင့်ပဲဖြစ်စေသင်္ခါရသဘောအရာတဖြည်းဖြည်းဒီဇေဒီတို့ဆိုတာယိုရင်းပျက်စီးပြီးတော့လာမယ်အဲ့ဒီယိုရင်းပျက်စီးလာတဲ့အခါမှာပတ်စံမတတ်နိုင်ဘူးဆိုရင်ပြင်နိုင်ကြမှာမဟုတ်ဘူးအဲ့ဒီမပြင်နိုင်တဲ့ပုဂ္ဂိုလ်တွေဟောဒီဖရာကိုလှူထားတဲ့ယရနာတွေကိုအသုံးချပြီးတော့ပြင်ကြပါလို့ဆိုတဲ့အဓိပ္ပာယ်နဲ့ထည့်တာမှန်ဒါပဲတော့ကပူထင်ထင်ရှားရှားသိရတော့လို့ဆိုမြတ်စွာဘုရားပြိဋိဘံဆံတော့ကရှစ်ပြည်တော်မင်းတွေကလာပြီးတော့ဓာတ်တော်လာတောင်းကြတယ်ရီလစ်ဆိုရဲမြတ်စွာဘုရားရဲ့သာရိတိကဓာတ်တော်တွေကိုလာတောင်းအချိုးကြမရလို့ရှိရင်စစ်တိုက်ကြမလို့အနေထားမျိုးရောက်သွားအဲ့ဒီချိန်မှာဒေါနဆိုတဲ့ပုံသားကြီးကဖြံပြေးရေးတရားဟောပြီးတော့အညီမြခွဲပေးလိုက်တယ်ဓာတ်တော်တွေအကုန်လုံးအညီအမြငွေဗလာတဲ့ကဓာတ်တော်တွေအကုန်လုံးခွဲပြီးတော့ညီတူညီမျှပေးလိုက်တော့จิตနှပ်ပြီးတော့ပြန်သွားကြပြီကိုယ်နိုင်ငံကိုသွားပြီးထူပဆိုတဲ့မြတ်စွာဘုရားရဲ့သာရိတိကဓာတ်တော်တွေကိုဌာပနာပြီးတော့ပူဇော်ကြတယ်ကိုးကွယ်ကြတယ်ဘာလို့ကိုးကွယ်ကြတော့လို့ဆိုလိုတာကတော့အယိုးပဲဘာလို့ကိုးကွယ်တာလဲလို့ဆိုဒီလောက်မြင့်မြတ်တဲ့ပုဂ္ဂိုလ်တူတယောက်ရဲ့ဂုဏ်ကျေးဇူးတွေရည်မှန်းပြီးတော့မြင့်မြတ်တဲ့ဂုဏ်တွေကိုပူဇော်တဲ့အနေနဲ့ကိုးကွယ်ကြတာသာဖြစ်တယ်ပေါ့တကယ်ကတော့အယိုးကိုးကွယ်တာမဟုတ်ဘူးเนาะအဲ့ဒီကနေပြီးတော့တတိယပြီးတော့မြတ်စွာဘုရားရဲ့ဂုဏ်တွေကိုရှည်စုပြီးတော့ပူဇော်ကြတာသာဖြစ်တယ်ပေါ့အဲ့ဒါလို့ရှင်းပြည်တော်မင်းနေဓာတ်တော်တွေအနှံ့အပြားကိုယ်တိုင်းပြည်ကိုတည်ထားတဲ့အခါမှာနှစ်ပေါင်းကြာလာတဲ့အခါမှာထိန်းနိုင်စွမ်းရှိရလားလို့ဆိုတာကိုကြည့်တော့မထိန်းနိုင်ဘူးဘယင်တူရဲ့တက်တန်းဆိုတာလည်းအလွန်တိုးတောင်းတယ်ဒီဘယင်ကကြည်ညိုပေမဲ့လို့နောက်မကြည်ညိုတဲ့လူတက်လာလို့ရှိရင်ဒါတွေပျက်စီးသွားတယ်အဲ့ဒီကြတော့ရှင်မကတ္တဝါတို့အဇာတတမင်းတို့တိုင်ပင်ပြီးတော့မြတ်စွာဘုရားရဲ့သာရိတိကဓာတ်တော်တွေလုံခြုံစိတ်ချရရေးဆိုတဲ့စီမံချက်နဲ့သူတို့ကမြေရင်းကြီးအနဲ့တူးပြီးတော့ဓာတုနိဒာနာလို့ခေါ်တယ်ဓာတ်တော်တွေထိမ့်သိမ့်တဲ့နေရာကြီးတစ်ခုရှို့ဝှက်ပြီးတော့စီမံကြအဲ့ဒီဖရာတွေတဲကထူပတွေတဲကဇေဒီဖရာကိုးကွယ်တဲ့ဒီရှစ်ပြည်တော်ကထူပဆိုတဲ့စေတိရတဲ့ကပေါ့နော်အဲ့ဒီနေရာလေးမှာဘုဒ္ဓပြောရမယ်ဆိုရင်ထူပနဲ့စေတိရဆိုတဲ့စကားလုံးနော်ထူပကိုတက္ကသဘာသာနဲ့ခေါ်တဲ့အတိုင်းအင်္ဂလိပ်ကရေးတာစတုပလို့ရေးတယ်စတုပဆိုတာထူပပဲထူပနဲ့စေတိယကဘာထူးတော့လို့ဆိုပင်ရခေ
အဘိဓမ္ကျမ်းကြီးကိုဖွင့်ဆိုသွားတဲ့အဘိဓမ္မာပရိပိကတီကာကျမ်းကြီးကိုရေးတဲ့စတုရိငါဗလဆိုအမတ်ကြီးကတော့စေတိယနဲ့ထူပဘာကွာလဲလို့ဆိုရင်မုတ်ရှိတာနဲ့မုတ်မရှိတာခွဲပြီးရေးသွားတယ်ဒါသူခေတ်မှာသူတွေ့တာရေးတဲ့သဘောနော်အဲ့တော့မုတ်ပါတာမပါတာနဲ့ခွဲပြီးတော့ရေးတယ်တကယ်စာပေကျမ်းဂန်ကိုလေ့လာပြီးတော့ကြည့်မယ်ဆိုရင်ထူပဆိုတာဘာကိုခေါ်တာလဲလို့ဆိုထူပရဲ့အဓိပ္ပာယ်ကစဘာပုံကြီးလို့မောက်မောက်မို့မို့အပုံကြီးလို့ဒီလိုအဓိပ္ပာယ်ရတယ်ပေါ့မြင့်မြတ်တဲ့ပုဂ္ဂိုလ်ရဲ့အယုဒ္ဓတ်တွေကိုမြင့်မြတ်တဲ့နေရာမှာထားဖို့ဆိုပြီးတော့လူတွေကကုန်းမြင့်မြင့်ဖန်တီးပြီးတော့အဲ့ဒီကုန်းမြင့်မြင့်ပေါ်မှာတည်ပြီးတော့ထားလေးရှိတယ်စဘာပုံကြီးကဲ့သို့ကြာဘူးတွေ့ဘူးကြလိမ့်မယ်လေဟိုအီဂျစ်နိုင်ငံမှာပီရမစ်ကြီးတွေရှိတယ်မဟုတ်လားဟောအဲ့ဒါမျိုးကြီးတွေလို့ပေါ့လေသဘောကနော်ထူပဆိုဒီမှာမြင့်မြတ်တဲ့ပုဂ္ဂိုလ်ရဲ့ဒီတာရိတိကခန္ဓာကိုယ်ကကျွန့်ကြံရခဲ့တဲ့အရာတွေကိုသူကထိသွင်းပြီးတော့တည်ထားတဲ့အရာမျိုးကိုထူပလို့ခေါ်တယ်အဲ့ဒီထူပသည်လူတွေရဲ့ကိုးကွယ်ရာဖြစ်သောကြောင့်လူတွေကမျက်မျက်နှိုးနှိုးကိုးကွယ်ကြသောကြောင့်စေတိယလို့လည်းခေါ်တယ်နော်ထူပဆိုသည်မှာအယုဒ္ဓဌာပနာထားမှထူပလူတွေကိုးကွယ်လို့စေတိယတခါစေတိယဆိုတာကြတော့လူတွေကိုးကွယ်တဲ့နေရာမှန်သမျှစေတိယပဲတောင်ကိုကိုးကွယ်ရင်တောင်ကစေတိယတစ်ပင်ကိုကိုးကွယ်ရင်တစ်ပင်ကစေတိယနတ်ကုန်းကိုကိုးကွယ်ရင်နတ်ကုန်းဟာစေတိယသူကြတော့အဲ့တော့ပြောရမှာကထူပဆိုဒီမှာအယုဒ္ဓပါမခေါ်ရတယ်ဟောအယုဒ္ဓပါတဲ့ဟာခေါ်တယ်တည်တဲ့ပုဂ္ဂိုလ်ရဲ့ relief ပေါ့ကျင့်ကြံရတဲ့အယုပဲဖြစ်စေပြာပဲဖြစ်စေဘာပဲဖြစ်စေပေါ့တခုထိသွင်းထားတဲ့အရာမျိုးကိုမှထူပလို့ခေါ်တယ်သူ့ကိုပဲစေတိယလို့လည်းခေါ်နိုင်တယ်အေးစေတိယဆိုတာကြတော့သူကစေတိယတတ်ခေါ်မယ်ဆိုလို့ရှိရင်ကတော့ခုနအယုဒ္ဓထည့်သွင်းထားတာမဟုတ်ဘူးသူကစေတိယကပို့ပြီးတော့ခြေပြတ်တယ်လို့ပြောတယ်ထူပကိုစေတိယလို့လည်းခေါ်နိုင်တယ်သို့သောစေတိယကိုဒိုင်းကိုထူပလို့ခေါ်လို့မရဘူးလို့ဆိုလို့တယ်အဲ့ဒါကမှမှန်ကန်တဲ့အဓိပ္ပာယ်လို့ပြောအောင်မှန်ကန်တဲ့အဓိပ္ပာယ်မြတ်စွာဘုရားကိုယ်တိုင်ကဟောထားတာရှိတယ်အယုဒ္ဓဌာပနာဓိုက်တဲ့ဌာပနာထည့်ပြီးတော့ထူပတီထောင်ပြီးတော့တီထားပြီးတော့ကိုးဝယ်လိုက်တဲ့ပုဂ္ဂိုလ်ဟာ၄ဥပဲရှိတယ်လောကကြီးမှာအဲ့ဒီ၄ဥကဘာလို့လဲလို့ဆိုရင်သမ္မာသမ္ဗုဒ္ဓလို့ဆိုတဲ့သစ္စာ၄ပါးအမှန်တရားကိုဟောကြားနိုင်တယ်ဘုရားပိစိကဗုဒ္ဓဗုဒ္ဓသာဝကယဟန္တာလူတွေကဆိုလို့ရှိရင်တရားသဖြင့်လူတွေကိုအုပ်ဆိုးတဲ့တကယ်ကိုတရားနဲ့သာအုပ်ဆိုးတဲ့စကြဝဠာမင်းနဲ့အဲ့ဒီ၄ဥဟာထူပအနေနဲ့တည်ထားလိုက်တယ်သူတို့မရှိတဲ့နောက်မှာဘာဖြစ်လို့တော့ဆိုအမတ်တရဖြစ်ပြီးတော့စိတ်ထဲမှာကြည်နူးမှုရတိုင်းသူတို့ကတကယ်သူတော်စင်နေဖြစ်သည့်အတွက်ကြောင့်အမတ်တရနဲ့အဲ့ဒီပုဂ္ဂိုလ်ရဲ့စေထူပတွေကိုပန်းလေးတစ်ပွင့်ပဲတင်လိုက်အောင်ရလာတဲ့အကျိုးကျေးဇူးဟာသူတို့အတွက်တန်ဖိုးမဖြတ်နိုင်ဘူးလို့ဒီလိုဆိုတာနော်ရဇက်ကိုကြည့်ပြီးတော့မြတ်စွာဘုရားဒီလိုဟောတယ်အဲ့ဒီတော့ကမြတ်စွာဘုရားရဲ့ဓာတ်တော်တွေကိုရှိပြီတော်မင်းနေစီကအကုန်လုံးရှင်မကတ္တဗတို့ကအစွမ်းတကူနဲ့ပင့်ပြီးတော့ဓာတုနိဒာနလို့ခေါ်တဲ့အဲ့ဒီနေရာထဲမှာထည့်ထားလိုက်တယ်ထည့်ထားပြီးတော့ထိုခေတ်ကယန္တရားပညာရှင်တွေနဲ့စက်ယန္တရားကြီးတစ်ခုလောက်တာယန္သူတွေဒီထဲမှာဖောက်ထွင်းပြီးတော့မဝင်နိုင်အောင်လေးတီတော်တွေတို့နော်ဓာတ်တွေလှန်နေတို့ဓာတ်တွေနဲ့လှုပ်ထားပြီးတော့စက်ယန္တရားနဲ့လက်ပတ်နေတာတဲ့အဲ့ထဲဘယ်သူမှစက်ယန္တရားဒီရအောင်မလုပ်နိုင်ပဲနဲ့ဘယ်သူမှဝင်လို့မရဘူးအဲ့ထဲအဲ့ဒီပုံစံနဲ့လှုပ်ထားဖျောင်းနိုင်ပြီးလဲထွန်းထားတယ်ဒိဋ္ဌံထားတယ်ငြိမ်းအောင်တန်ဖိုးရှိတဲ့ယရနာကြီးတစ်ခုကိုလည်းအဲ့ဒီမှာထည့်ထားပြီးတော့စာရေးတာဗာရေးထားတော့လို့ဆိုလို့ရှိရင်နောင်နာကမှာတဲ့ပဿံငွေကြေးဒနာမတတ်နိုင်လို့
ဒီနေရာကြီးပျက်စီးမယ်ဆိုလို့ရှိရင်ဟောဒီယရနာကိုရောင်းပြီးတော့ပြင်မာဆိုတဲ့စာထည့်တယ်စာရေးထားတဲ့ဆင်းရဲတဲ့ပုဂ္ဂိုလ်တွေဒီယရနာကိုရောင်းချပြီးတော့မှဒီဓာတုနိဒာနစေတီတော်ကြီးကိုထိမ့်သိမ်းဆောက်ရှောက်ပါလို့ဆိုစာအဲ့ဒီဓာတ်တော်တွေကိုဘယ်သူကြဘယ်ချိန်ကြတော့ရှာတော့ဆိုအာသောကမင်းကြီးလက်ထက်ကြတော့ဒီသမိုင်းကြောင်းအရာဓာတ်တော်တွေကိုလိုက်ရှာတော့အဲ့ဒီနေရာမှာတွေ့တော့ဓာတ်တော်တိုင်းလည်းဖွင့်လိုက်ရောရန်တရားဆက်ကနေပြီးတော့ဓာတ်တွေနဲ့လှန်နေနဲ့သူကလဲပတ်နေတာထဲထဲဝင်လို့မရတော့ရန်တရားအတတ်တဲ့ပုဂ္ဂိုလ်ကိုခေါ်ပြီးတော့ဘုံများလို့နေမှာပေါ့စနစ်တန်ကိုဖြုတ်ခိုင်းရတာလေဒီတိုင်းဝင်ရင်ပေါက်မှာအဲ့တော့စနစ်တန်ဖယ်ရှားတဲ့ပုဂ္ဂိုလ်ပေါက်တဲ့နေရာမှာမပေါက်နိုင်အောင်လုပ်တဲ့ဒီပညာတတ်တဲ့ပုဂ္ဂိုလ်ကဘာလုပ်တုံးဆိုရင်လေးနဲ့ချိန်ပြီးတော့အဲ့ဒီမှာခလုတ်ရှိတယ်အဲ့ဒီခလုတ်ကိုလှမ်းပြီးတော့မှန်အောင်ပြစ်လိုက်တဲ့အခါကျတော့ရန်တရားရက်သွားတဲ့နော်အဲ့ဒီလိုကြမ်းဖန်ပြီးတော့စီမံထားခဲ့တာအဲ့ဒီရက်သွားပြီဆိုမှအတွင်းဝင်ပြီးတော့ဘုရားတတ်တော်တွေကိုရှူကြပြီးတော့စေတီပေါင်း8400တီထားပြီးစေတီတွေဒီအသောကမင်းကြီးကဓာတ်တော်တွေနဲ့ဖြန့်ပြီးတော့ဒီလိုလုပ်တယ်လို့ဆိုတဲ့သမိုင်းကြောင်းရှိတယ်ပေါ့အဲ့ဒီထဲမှာအသောကမင်းကယရနာကြီးတွေ့တဲ့အခါရေးထားတဲ့စာကိုဖတ်ကြည့်လိုက်တော့အနာဂတ်ကာလမှာဆင်းရဲတဲ့မင်းဆိုးရာဇာတွေဒီယရနာကိုယူပြီးတော့ပြင်မာလို့ဆိုတော့သူကဒေါသဖြစ်တယ်ငါလို့ဘယင်မျိုးကိုများသူတို့ကဆင်းရဲသူလို့ပြောရမလားပေါ့လေသူတော့တတ်နိုင်တယ်ဆိုပြီးတော့အဲ့ဒီလိုတောင်သမိုင်းစာထဲမှာမှတ်တမ်းတင်ထားတာရှိတယ်ပေါ့အဲ့တော့ဆိုလိုတာအခုလိုပဲထိမ့်သိမ်းဆောက်ရှောက်ပြီးတော့ချမ်းသာဒုက္ခရအောင်ဒီဆောင်ရွက်လောက်ကင်များခဲ့ကြတယ်ထင်မယ်ဘုရားပထိုးတော်မှမကြံရအောင်မြန်မာလူမျိုးတွေစေတီထဲမှာယရနာတွေရှိတယ်ဆိုပြီးတော့ဖောက်ထွင်းကြတာအဲ့တော့အဲ့ဒီနည်းနဲ့ရလာတဲ့စီးပွားချမ်းသာဒုက္ခကောင်းကျိုးချမ်းသာပေးဖို့ဘယ်နည်းနဲ့မှမဖြစ်နိုင်ဘူးဟောဒါကြောင့်မို့စီးပွားရှာတယ်တို့ပစ္စည်းဥစ္စာရှာတယ်တို့ဆိုတဲ့နေရာမှာတရားသဖြင့်ရတဲ့ပစ္စည်းဥစ္စာမျိုးသာဖြစ်တဲ့နေပေါ့မတရားတဲ့နီးနဲ့ယူထားတဲ့ပစ္စည်းဥစ္စာသည်မိမိအတွက်အစိတ်လိုပဲဖြစ်တယ်ပေါ့အေးပြုသူအသည့်ဖြစ်သူအဟောင်းဒါမျိုးမတရားတဲ့နီးနဲ့စီးပွားတစ်ခုလှုပ်ထားပြီးဆိုတဲ့အခါရထားလို့ရှိရင်ဒီဘဝမှာတော့ဟန်ကြခြင်းကြနေမယ်နောက်တစ်ချိန်သူ့ရဲ့တုံ့ပြန်မှုတန်ရရှိလာတဲ့အခါကျကောင်းကျိုးချမ်းသာဆိုတော့မရနိုင်ဘူးလို့ဒါကြောင့်မို့ချမ်းသာဒုက္ခရှာတဲ့အခါမှာမြတ်ဗုဒ္ဓရဲ့အဆုံးအမနဲ့အညီသာရှာကြရမယ်ဓမ္မပဒမှာမြတ်စွာဘုရားဟောထားတာရှိသေးတယ်ပရဒုက္ခပဒါနေနအတ္တနောဒုက္ခမိစ္ဆတိသူများကိုဒုက္ခပေးပြီးတော့မှချမ်းသာကိုရချင်တဲ့ပုဂ္ဂိုလ်မျိုးဟာတဲ့ဘယ်တော့မှဘေးကင်းရန်กว่าဆိုတာမဖြစ်နိုင်ဘူးဆိုပါတော့တရားရည်အသက်ကိုတပ်ဖြတ်ပြီးတော့မှစီးပွားဥစ္စာရပြီးတော့ချမ်းသာဒုက္ခရှာမယ်ဆိုပါစို့တရားတစ်ပေါင်းမြောင်များစွာအသက်တွေတပ်ပြီးတော့ချမ်းသာဒုက္ခရှာတယ်ဒါတွေလည်းရှိတာပဲခုခေတ်ဆိုသာလိုင်းစင်တွေတို့မွေးမြူရေးတို့ဒါတွေနဲ့လှုပ်ပြီးတော့စီးပွားရှာမယ်တရားရည်ရဲ့အသက်နဲ့စီးပွားရှာမယ်ဆိုတဲ့ပုဂ္ဂိုလ်တယောက်ဟာစဉ်းစားကြည့်လေနွားသမားတယောက်ဒီနွားခွေးတာနဲ့တည်ရတယ်နောက်ဆုံးကြမတည်ရဘူးဆိုရင်တောင်မှပဲနောက်ဘဝကြတော့သူ့ရဲ့ဘဝအခြေအနေဟာတုံ့ပြန်လာတဲ့အကျိုးတရားဟာအလွန်ကြောက်စရာကောင်းတယ်သေခါနီးကြလို့ရှိရင်တော့နွားသမားတယောက်ဒီနွားလို့អော်ပြီးတော့တည်ရတာများတယ်ဝက်သမားတယောက်ဒီဝက်လို့អော်ပြီးတော့တည်ရတယ်ဒီလိုဖြစ်တတ်တယ်ကျက်သမားထို့တူပဲတဖြည်းဖြည်းအကုသိုလ်နဲ့အသက်မွေးတာများလာလို့ရှိရင်ထိုအကုသိုလ်ရဲ့အကျိုးဟာသူ့တန်မှာပုံဟတ်လာကံကြမ္မာပုံရိပ်တွေကဒီဘဝမှာပဲထင်ဟတ်လာတတ်တယ်ဒါကြောင့်မို့လို့တခြားနည်းနဲ့စီးပွားရှာနိုင်အောင်ကြိုးစားရမယ်တခြားနည်းနဲ့မှန်ကန်တဲ့တရားသဖြင့်ရတဲ့နည်းနဲ့စီးပွားတမ္မာအာဇီဝဆိုတာအဲ့ဒါပြောတာ
သူများတဲ့တပ်ပြီးစီးပွားမရှာဘူးသူများဥစ္စာခိုးပြီးစီးပွားမရှာဘူးသူတော်ဘာသားများစော်ကားပြီးစီးပွားမရှာဘူးလိန်ပြောပြီးစီးပွားမရှာဘူးဂုံတိုက်ပြီးစီးပွားမရှာဘူးတူတယောက်ကိုဆဲပြီးတော့စီးပွားမရှာဘူးမဟုတ်တမ်းတရားတွေပြောပြီးတော့စီးပွားမရှာဘူးလို့ဟောဒုစရိုက်တွေနဲ့စီးပွားမရှာဘူးလို့ဒီလိုဆိုလို့တယ်အဲ့ဒီဒုစရိုက်တွေနဲ့စီးပွားမရှာမှတမ္မာအာစီဝါဒုစရိုက်နဲ့စီးပွားရှာလို့ရှိရင်တစ်ဖက်သားကိုထိစေတာကြည့်နော်စီးပွားရှာတယ်ဆိုတာချမ်းသာရှာတာပဲပရဒုက္ခပဒါနေနအတ္တနောဒုက္ခမိတ်စတိသူများဒုက္ခပေးပြီးတော့မှကိုချမ်းသာကိုရအောင်ရှာတဲ့ပုဂ္ဂိုလ်ဟာဝေရတန်တဲ့ကတန်တထောဝေရသောနပရိမုစတိအဲ့ဒီပုဂ္ဂိုလ်ဟာတစ်ဖက်ကသူများကိုဒုက္ခပေးတယ်ဆိုကြတဲ့ကဒုက္ခပေးခံရတဲ့ပုဂ္ဂိုလ်ဟာသူ့ကိုတုံ့ပြန်လာမှာပဲတုံ့ပြန်လာမှာပဲဒီဘဝမတုံ့ပြန်နိုင်ရင်နောက်တစ်ချိန်ကျတော့တုံ့ပြန်လာဒါကတော့ဧကန္ဒိဋ္ဌပါကိုလုတ်ခဲ့တဲ့အလုပ်တစ်ခုဒီလူတွေထဲမှာရံညိုးတို့အတေးတို့ဆိုတာရှိသွားမဟုတ်တာလုပ်လို့ရှိရင်မနိုင်လို့တော့ခံရင်ခံလိုက်ရမယ်တဘဝသို့သောမကျေနပ်တဲ့အညိုးအတေးတွေဟာသူ့ရင်ထဲမှာပါသွားပြီပါသွားတဲ့အညိုးအတေးတွေဟာနောက်ဘဝရောက်လို့ရှိရင်ဒီအညိုးအတေးတွေကပြန်ပေါ်တတ်တယ်ကိုယ့်ကိုစဉ်းစားကြည့်လေလူတိုင်းတော့ကြုံညီမကြုံမှာပေါ့နော်ကိုယ့်ဘဝကိုနည်းနည်းအကဲခတ်ကြည့်ရတခါတရံကြတော့တခါမှမမြင်ဘူးတဲ့ပုဂ္ဂိုလ်ပဲဖြစ်စေတွေ့လိုက်တာနဲ့ခင်မင်သွားတဲ့ပုဂ္ဂိုလ်မျိုးလည်းရှိတယ်နော်ဒါအကြောင်းပဲဖြစ်တာမဟုတ်ဘူးတခါတလေကိုယ်နဲ့လည်းတခါမှမတွေ့ဘူးတွေ့ချင်းအဲ့ဒီပုဂ္ဂိုလ်ခင်သွားတယ်စိတ်ကနော်ကိုယ့်ကိုစဉ်းစားကြည့်ကိုကြုံဘူးလားမကြုံဘူးလားကိုယ့်အကိုကြည့်ပေါ့နော်လူတကာနှုတ်ခမ်းစုနေတော့ဖြစ်မှာမဟုတ်ဘူးပေါ့တချို့ကြတော့ရှိရင်သူ့ဘာသူနေတာပဲကိုယ်နဲ့လည်းဘာမှမဆိုင်ဘူးမြင်တာနဲ့အမြင်ကတ်တဲ့ပုဂ္ဂိုလ်လည်းရှိတယ်နော်မြင်လိုက်တာနဲ့အမြင်ကတ်နေတဲ့ပုဂ္ဂိုလ်လည်းရှိတယ်အဲ့ဒါတွေဟာရှုပ်ဝက်တဲ့အတိတ်အကြောင်းအရာတွေရှိနေတယ်ဆိုတာကိုသတိထားဖို့သူ့ဘာသူဖြစ်တာမဟုတ်ဘူးနော်မသိစိတ်ကဆိုလေပြောမယ်ဆိုရင်ခုခေတ်စကားနဲ့ပြောမသိစိတ်ကလှုံ့ဆော်ပေးနေတာခါတလေအလိုလိုမုန်းအဲ့လူမြင်တာနဲ့မုန်းအဲ့ဒါအတိတ်ကတန်တရာကအမုန်းတွေကလည်းပါလာတတ်တယ်တန်တရာကမေတ္တာတွေကလည်းပါလာတတ်တယ်ဒါကြောင့်မို့တုံးနဲ့တူခင်နေမင်းနေဆိုတဲ့နေရာမှာပုပ္ပေဝတန်လိဝသေနပစ္စုပ္ပန္နဟိတေနဝါဆိုတဲ့ရသော်ဘုရားကအကြောင်းတစ်ခုရှာပြထားတယ်အတိတ်တုန်းကတူတူနေခဲ့တယ်ခင်ခင်မင်းမင်းနေခဲ့တဲ့ပုဂ္ဂိုလ်တွေဟာဒီဘဝမှာမြင်လိုက်တာနဲ့ခင်မင်းနေနော်ပစ္စုပ္ပန္နဟိတတူနဲ့တူကူညီဘူးတယ်လက်ရှိဘဝမှာမေတ္တာသက်ဝင်ခုခေတ်မှာအသစ်ဖြစ်တယ်ဆိုလို့ရှိရင်လေခင်မင်မှုတွေဖြစ်တယ်အဲ့ဒါလိုပဲအတိတ်ဘဝတုန်းကယံဖြစ်ခဲ့ဘူးတယ်ဆိုတဲ့ပုဂ္ဂိုလ်ဟာလေဒီဘဝလည်းပဲယံညိုးဖြစ်နေတာမြတ်စွာဘုရားနဲ့ဒေဝရတ်ပဲကြည့်ဒေဝရတ်ရဲ့စိတ်ထဲမှာမြတ်စွာဘုရားပေါ်မှာကြည့်မရဘူးအလိုလိုမုန်းနေတာတန်တရားကအမုန်းလို့ခေါ်တယ်မြတ်စွာဘုရားကတော့ငကိုယ်တည်းအသူ့ကိုတီးခံတယ်ခွင့်လွတ်တယ်တီးခံခွင့်လွတ်ထားသည့်အတွက်ကြောင့်မြတ်စွာဘုရားကတော့ဒေဝရတ်ကိုမုန်းတယ်ဆိုစိတ်မရှိဘူးမရှိလို့ပဲသင်္ကန်းတွေပဲဝတ်ပေးထားတာပဲလေသူ့နှမတောင်ယူထားလိုက်သေးတာပဲမုန်းလို့တော့မဟုတ်တော့ဘူးเนาะအဲ့တော့ဒေဝရတ်ကသာတစ်ဖက်သက်မုန်းနေတာနောက်ဆုံးကြမှာအမုန်းဟာဖြေလျော့ပြီးတော့နောက်ဆုံးမှာမြေမြူတဲ့အချိန်ကျမှမြတ်စွာဘုရားကိုကြော့သွားပြီးတော့အမုန်းနေခြေသွားတာအမျက်တော်ဖြေစွာအဲ့ဒီမှာပဲပေါ့နော်သူရဲ့အမျက်ဒေါသတွေကအဲ့ဒီအချိန်မှာအမုန်းနေကုံဆုံးသွားတယ်တန်တရားကအမုန်းဆိုတာအလွန်ကြောက်စရာကောင်းတယ်ဒါကြောင့်မို့ဒီဘဝမှာမုန်းတဲ့လူမရှိအောင်တတိထားနေကြဖို့လိုတယ်ပေါ့မုန်းတဲ့လူမရှိစေနဲ့ရှိလို့ရှိရင်တန်တရားကအမုန်းဖြစ်သွားလိမ့်မယ်မတည့်တဲ့လူမရှိစေနဲ့မတည့်တဲ့လူရှိလို့ရှိရင်ဥပေက္ခာကိုကျင့်သုံးလိုက်မေ့ထားလိုက်နော်မေ့ထားလိုက်သူလှုပ်တာတွေပေါ်မှာတောင်းတွင်းတွေလှုပ်မနေခက်တာကတန်ရောစဉ်ဆိုတာလူတွေကထင်းနေကြတာတဏှာပဲတန်ရောစဉ်လို့ထင်းနေတာအမုန်းကလည်းတန်ရောစဉ်ပဲအမုန်းတန်ရောစဉ်စဉ်းစားကြည့်လေကိုမုန်းတဲ့လူခဏခဏတတိယဟုတ်လားလူတွေကထင်တာ
ကိုချစ်တဲ့လူပဲတတိရတယ်လို့ထင်တာပဲမုန်းတဲ့လူလည်းတတိရတာပဲအမုန်းနဲ့တတိရတာလေးသူကြတော့တကယ်ကတော့တန်ရောစဉ်က10မျိုးရှိတာဟုတ်အဲ့10မျိုးထဲမှာပဋိက္ခတန်ရောစဉ်ဆိုတာဒေါသနဲ့ဖြစ်တဲ့တန်ရောစဉ်တစ်ခုဘယ်တန်ရောစဉ်ဖြစ်ဖြစ်ကောင်းကျိုးချမ်းသာမပေးဘူးတဲ့ဒါကြောင့်မို့တတိထားပြီးတော့ဆောင်ကျင်ရမှာဖြစ်တယ်ပေါ့ဝါဒနာနဲ့ဇယိုက်ဆိုးဆိုတဲ့နေရာမှာအခုလိုတီးတတ်တဲ့ဘဝမှာမကောင်းတဲ့ဝါဒနာတွေရှိရင်ဝါဒနာကိုမတားနဲ့လို့တော့မလုပ်နဲ့တားတဲ့တားရမယ်ပေါ့ဒီလိုဖြစ်ရမကောင်းတဲ့ဝါဒနာဆိုရင်ဆက်ပြီးတော့မလုပ်နေနဲ့လုပ်ရင်ဝါဒနာတချို့ကမလေးဝါဒနာပါလို့လုပ်တယ်ဆိုပြီးတော့ကောင်းတာဝါဒနာပါရင်တော့တော်ပါတယ်မကောင်းတာဝါဒနာပါနေဘယ်လိုလုပ်အဲ့တော့ကောင်းမကောင်းကိုပါတဲ့ဝါဒနာဒီသူများကိုထိခိုက်သလားကိုအကျိုးထိခိုက်သလားဆိုတာကိုစွန့်နဲ့နံစွန့်ပြီးတော့ဝါဒနာကိုဖျောက်တဲ့နာဖျောက်ကောင်းတဲ့ဝါဒနာတွေနဲ့အစားထိုးပြီးတော့မကောင်းတာကိုဖယ်ရှားပြည့်ရမယ်ဝါဒနာဆိုတဲ့ခေါက်ရိုးကြီးကျိုးနေလို့ကတော့မဖြစ်ဘူးတဲ့နော်မကောင်းတဲ့အလေးချင်းတွေကိုသိတဲ့ဘဝမှာပြင်မပြင်လို့ရှိရင်နောက်ဘဝဆက်ပါနေဥမှာပဲရှင်ပိလိန်နာဝိစာဆိုတာမကောင်းတဲ့နှုတ်ကြီးကျိုးနေတာလေခုမှကျိုးတာမဟုတ်ဘူးသူကအတိတ်ဘဝကဘဝပေါင်း900 1000ဒီလိုဖြစ်လာခဲ့တာလူမြင်လို့ရှိရင်ငရုတ်မာလို့ခေါ်တာသူကနော်လူကိုချိုးချိုးသားသားမပြောတတ်ဘူးဟုတ်လောက်တယ်စကိုင်းနယ်မှာတောရွာဘုန်းကြီးတစ်ပါးရှိတယ်အဲ့ဒီဘုန်းကြီးတွေကတွေ့လို့ရှိရင်သူနှုတ်ဆက်တာကြည်စံဘယ်တော့မှချိုးချိုးသားသားနှုတ်ဆက်ဘူးဆဲပြီးနှုတ်ဆက်တာသူကနော်ဟောက်ကောင်ကြီးမသေးသေးဘူးလားဆိုတာမေးတယ်အဲ့ဒါနှုတ်ဆက်တာတဲ့နေကောင်းလာလို့မနှုတ်ဆက်ဘူးဆဲပြီးတော့နှုတ်ဆက်အဲ့ဒါလိုလည်းမဖြစ်စေကြနဲ့ဝါဒနာကိုကအဲ့ဒီတိုင်းနော်အဲ့ဒါလိုမဖြစ်စေဖို့ကောင်းမြတ်တဲ့ဝါဒနာတွေကောင်းမြတ်တဲ့အလေးအထားတွေကိုယ်တဏ္ဍာမှာလေ့ကျင့်မွေးမြူကြရမှာဖြစ်တယ်ပေါ့အေးမြတ်ဗုဒ္ဓရဲ့အဆုံးအမနဲ့အညီချမ်းသာဒုက္ခကိုရှားတယ်ဆိုတာဘာနဲ့ရှားရမှာလဲဘာနဲ့ရှားရမှာလဲလို့ဆိုရင်မြတ်စွာဘုရားကဒုက္ခပုံညတဥစ္စယောကုသိုလ်ကောင်းမှုတွေစုဆောင်းပြီးရင်ချမ်းသာပါတယ်လို့ဟောတော့ကုသိုလ်ကောင်းမှုနဲ့ရှားပေါ့ခုနပြောသလိုတရားတွေကိုညှင်းဆဲပြီးတော့ချမ်းသာဒုက္ခကိုမရှာနဲ့သူများဒုက္ခရောက်အောင်လုပ်ပြီးတော့ချမ်းသာဒုက္ခကိုမရှာနဲ့ဆိုတဲ့ဒီအတွေးအခေါ်မြတ်စွာဘုရားရဲ့အဆုံးအမတွေမိမိရဲ့ယင်တဲ့နှလုံးထဲမှာစွဲသွားအောင်မှတ်ထားနောက်ဘဝလည်းဘယ်တော့မှသူများမျက်ရည်ကျအောင်လုပ်ပြီးချမ်းသာတာသူများဒုက္ခရောက်အောင်လုပ်ပြီးမှချမ်းသာတာမျိုးဒါမျိုးတွေမဖြစ်သင့်ဘူးလို့ဒီလိုဆိုတာပေါ့နော်အများကိုကောင်းကျိုးချမ်းသာဖြစ်စေပြီးတော့ကိုယ်ချမ်းသာဒုက္ခရအောင်ကြိုးစားအထောက်ရောင်းတာဝယ်တာဆိုတာတောင်မှပဲကြည့်နေပစ္စည်းကိုမှန်မှန်ကန်ကန်ရောင်းတယ်မှန်မှန်ကန်ကန်ပေးတယ်တရားတမိုးပေးတယ်ဆိုဝယ်တဲ့လူလည်းစိတ်ချမ်းသာကိုယ်လည်းစိတ်ချမ်းသာဟောကောင်းတဲ့နီးနဲ့စီးပွားရှာတာလေအဲ့လိုပုံကိုယ်တွေလည်းအများကြီးရှိပါမရှိဘူးမဟုတ်ရှိတရားသဖြင့်စီးပွားရှာလို့ရသွားတဲ့ပုဂ္ဂိုလ်ဟာလည်းစိတ်ချမ်းသာမှုရှိအဲ့ဒါလို့လောက်ရဝယ်သူရောရောင်းသူရောမြစ်ပတ်တဲ့စိတ်တော့မထားရဘူးတခါတည်းရင်ရောင်းတဲ့လူကစိတ်ကောင်းရှိတော့လဲဝယ်တဲ့လူကစိတ်ကောင်းမရှိတာလည်းရှိနိုင်သေးတယ်ဒါကတော့မင်းကောင်းရင်ငါမဆိုးပါဘူးလို့မပြောနဲ့မင်းမကောင်းလဲငါမဆိုးပါဘူးပဲပြောရမှာပဲเนาะသူကောင်းကောင်းမကောင်းကောင်းကိုယ်နဲ့မဆိုင်ဘူးကိုကောင်းအောင်လုပ်မယ်ဆိုစိတ်တက်ကိုထားမြတ်စွာဘုရားဟောတဲ့တန်လေခသုတ်တံမှာအဲ့ဒီတိုင်းပဲမြတ်စွာဘုရားသူကောင်းကောင်းမကောင်းကောင်းငါကောင်းမယ်သူမကောင်းတာနဲ့ငါနဲ့ဘာမှမဆိုင်ခုခေတ်လူတွေကတော့အဲ့လိုမဟုတ်ဘူးเนาะမင်းကောင်းရင်ငါမဆိုးပါတဲ့မင်းဆိုးလို့ငါဆိုးတယ်ပေါ့အထိပ္ပယ်ကတော့เนาะပြီးတော့ချိန်ချောက်တဲ့စကားလေးကပါသေးတယ်တီးခံတယ်ဆိုတာအတိုင်းတာရှိတယ်နော်တဲ့အကုန်သိမခံမှုဆိုတဲ့အဓိပ္ပာယ်ချိန်ချောက်လိုက်သေးတယ်နော်အဲ့တော့အဲ့ဒါတွေကမှန်ကန်မှုမရှိဘူးမှန်ကန်မှုမရှိဘူးတီးခံတယ်ဆိုတာငါအတိုင်းတာမထားဘူးဒီလိုပြောမှပဲပို့ပြီးတဘာဝကြနော်တီးခံတယ်ဆိုတဲ့သဘောငါမှအကန့်အသတ်မထားဘူးခံပါပဲတီးခံပါပဲဒီလိုထားရမှာ
မင်းကောင်းသည်ဖြစ်စေမကောင်းသည်ဖြစ်စေငါကောင်းမယ်ဆိုတဲ့စိတ်ဓာတ်ကိုမွေးပြုရမယ်ပေါ့ဒီလိုဖြစ်ရဒါကြောင့်မို့မြတ်ဗုဒ္ဓရဲ့အဆုံးအမနဲ့ချမ်းသာဒုက္ခကိုရှားတယ်လို့ဆိုတော့ကုသိုလ်ကောင်းမှုလုပ်ပြီးတော့ချမ်းသာဒုက္ခကိုရှားတယ်မေတ္တာနဲ့ချမ်းသာဒုက္ခကိုရှားမယ်ကရုဏာနဲ့ချမ်းသာဒုက္ခကိုရှားမယ်မုဒိတာနဲ့ချမ်းသာဒုက္ခကိုရှားမယ်ကောင်းမြတ်တဲ့သဘာဝတရားတွေနဲ့ချမ်းသာဒုက္ခကိုရှားရင်မိမိလှုပ်တဲ့လှုပ်ရဟာတစ်ဖက်သားကိုလည်းမထိခိုက်ဘူးကိုယ်ကိုလည်းမထိခိုက်ဘူးသူတော်ဘာကိုလည်းမထိခိုက်ဘူးမထိခိုက်သည့်အတွက်ကြောင့်သူလည်းချမ်းသာကိုယ်လည်းဝမ်းသာဟောနှစ်ခုသူလည်းချမ်းသာကိုယ်လည်းချမ်းသာအဲ့ဒါလို့နီးမျိုးဖြစ်အောင်ဘုန်းကြီးတို့တွေကြိုးစားခြင်းဟာမြတ်ဗုဒ္ဓရဲ့ဆုံးမနဲ့ဒီချမ်းသာဒုက္ခကိုရှားခြင်းပဲလို့ဒီလိုဆိုတာလောကမှာလူတွေဟာကိုယ်ဆင်းရဲမှကြောက်လို့တစ်ဖက်သားဘာဖြစ်ဖြစ်ဆိုတဲ့စိတ်ဓာတ်တွေမွေးတာမှန်ကတော့စဉ်းစားလိုက်မယ်ဆိုရင်ဒီနှိုင်းရှင်လေးလံကြည့်မယ်ဆိုလို့ရှိရင်နော်သူလည်းချမ်းသာကျင်တာပဲငါလည်းချမ်းသာကျင်တာပဲငါအတွက်နဲ့တော့ तू စိတ်မဆင်းရဲပါစေနဲ့ဒီလိုနှလုံးသွင်းပြီးတော့ဒါချမ်းသာဒုက္ခရှာတဲ့လိုက်ပေါ့ချမ်းသာဆိုဒီမှာဒီလောကကြီးမှာအနာခံမအသာဆံရတယ်ဆိုတဲ့စကားရှိတယ်ပါဠိစာပေမှာလည်းရှိတယ်နာခောဒုက္ခေနဒုက္ခံအဓိကတပ္ပံနဲ့ချမ်းသာတစ်ခုကိုချမ်းသာတစ်ခုနဲ့ရအောင်ရှာလို့မရဘူးတဲ့ချမ်းသာကိုချမ်းသာနဲ့ရှာလို့မရဘူးတဲ့ဒုက္ခေနာခောဒုက္ခံအဓိကတပ္ပံဆင်းရဲဒုက္ခလေးခံမှချမ်းသာဒုက္ခဆိုတာရနိုင်တယ်ဒီလိုအဓိပ္ပာယ်ရတယ်နော်ဒုက္ခနဲ့ဒုက္ခရအောင်ရှာကိုယ်နဲ့နဲ့ဒုက္ခဖြစ်တာဖြစ်ပါစေတစ်ဖက်သားကိုတော့ဒုက္ခမပေးပါနဲ့လို့ဒီလိုဆိုလိုတာပေါ့နော်အဲ့တော့မြတ်စွာဘုရားကချမ်းသာဒုက္ခရှာတဲ့နေရာမှာစဉ်းစားလိုက်အောင်နဲ့ချမ်းသာဒုက္ခနှစ်ခုစွန့်လွတ်တဲ့ချမ်းသာကိုစွန့်လွတ်ပြီးတော့ဒီတဲ့တန်မိုးရှိတဲ့ချမ်းသာမျိုးကိုရအောင်ရှာတတ်ရမယ်မတ္တဒုက္ခပရိစ္ဆာကပတ္တိစေဝိပုလံဒုက္ခစစေမတ္တဒုက္ခံဒီတော့တံပတ္တံဝိပုလံဒုက္ခချမ်းသာဆိုတာမတ္တဒုက္ခတဲ့အတိုင်းတာလေးတစ်ခုရတာချမ်းသာတာအမြဲချမ်းသာတာမဟုတ်ဘူးဝိပုလဒုက္ခဆိုတာကြတော့ပြည့်ပြည့်ဝဝအကောင်းဆုံးချမ်းသာဒုက္ခကိုဝိပုလဒုက္ခလို့ခေါ်ဝိပုလဒုက္ခဆိုတဲ့အကောင်းဆုံးချမ်းသာမျိုးများပြားတဲ့ချမ်းသာမျိုးကိုရခြင်းပြီဆိုလို့ရှိရင်တော့မတ္တဒုက္ခဆိုတဲ့အတိုင်းအတာလေးတစ်ခုရတဲ့ချမ်းသာလေးကိုစွန့်လွတ်လိုက်ပါလို့ဆိုဟုတ်ပြီတရားအထုတ်တယ်လို့ဥပုသ်ဆောင်တယ်လို့ဆိုပါစို့ဥပုသ်ဆောင်ရင်ဗိုက်စားတယ်မဟုတ်လားအဲ့ဒီစားတာလေးကိုစားလိုက်တာစားလိုက်လို့အစာပြေသွားတဲ့ချမ်းသာလေးကမတ္တဒုက္ခလို့ခေါ်တယ်မချမ်းသာဘူးမဟုတ်ဘူးချမ်းသာတယ်စားလိုက်တယ်မတ္တဒုက္ခလေးရပါသို့တော့အဲ့ဒီလိုစားလိုက်လို့ဥပုသ်ကိုချိုးဖောက်လိုက်တာမတ္တဒုက္ခအတွက်စွန့်လွတ်လိုက်တာဆိုတော့မတ္တဒုက္ခလေးရဖို့အတွက်တမိုးရှိတဲ့ဥပုသ်ကိုစွန့်လွတ်လိုက်တဲ့ဖြင့်ဝိပုလဒုက္ခဆိုတဲ့ဒီတဲ့ကြီးမားတဲ့ချမ်းသာဒုက္ခလည်းဆုံးရှုံးနေတာသွားတယ်အဲ့ဒါကြောင့်မို့လို့ဗိုက်စားခြင်းစားပါစေဥပုသ်သီလကိုမျက်မျက်နှုံနှုံလေးငါစောင့်ပါမယ်ဟောဝိပုလဒုက္ခအတွက်မတ္တဒုက္ခကိုစွန့်လွတ်လိုက်တာပဲလေအဲ့ဒါလို့စွန့်ရဒီလိုစွန့်လို့တာနော်အဲ့လိုစွန့်နိုင်ရတရားအထုတ်တယ်တရားအထုတ်တဲ့အခါမှာပင်မနွမ်းတဲ့မှုတွေရှိတယ်အဲ့ဒီပင်မနွမ်းတဲ့မှုတွေဟာအိတ်လိုက်ရတဲ့ချမ်းသာမျိုးကြတော့ပင်မနွမ်းတဲ့မှုမရှိဘူးလေအိတ်နေရရင်စိန်ကြတရားဒုက္ခံပတ္တဒုက္ခံအိတ်လို့ရတဲ့ချမ်းသာလေးအဲ့ဒီအိတ်လို့ရတဲ့ချမ်းသာလေးကိုစွန့်လွတ်ပြီးတော့ပင်မခံပြီးတော့တရားအထုတ်လိုက်လို့ရှိရင်နိဗ္ဗာန်ချမ်းသာဆိုတဲ့တမာတိချမ်းသာတို့ဝိပဿနာချမ်းသာတို့ဆိုတဲ့ချမ်းသာဒုက္ခတွေရသွားနိုင်တယ်ပေါ့အဲ့တော့ဆင်းရဲဒုက္ခလေးနည်းနည်းခံလိုက်လို့ကိုရတဲ့ချမ်းသာလေးကိုမက်မောပြီးတော့မနေဘဲနဲ့အသေးအဖွဲချမ်းသာလေးတွေကိုစွန့်လွတ်လိုက်ပြီးတော့မှကြီးမားတဲ့ချမ်းသာဒုက္ခကိုရအောင်ယူရမယ်လို့မြတ်စွာဘုရားကပညာရှိတဲ့ပုဂ္ဂိုလ်ဟာအဲ့ဒါလိုလုပ်တင်တယ်လို့ဗမာစကားမှာလည်းရှိတယ်မို့လားထောင်မြင်ရာစွန့်ဆိုတာနော်ထောင်မြင်ရာစွန့်1000ရမယ်ဆိုရင်100စွန့်
လောကမှာလူတွေကမစွန့်နိုင်ဘူးမစွန့်နိုင်တဲ့အပြင်ဟိုကလည်းရခြင်းဒါလည်းရခြင်းဆိုရင်တော့မရနိုင်ဘူးအေးဒါကြောင့်မို့မြတ်စွာဘုရားမတ္တဒုက္ခလို့ဆိုတဲ့အသေးအဖွဲချမ်းသာလေးတွေကိုစွန့်လိုက်ပါတဲ့ဝိပုလဒုက္ခဆိုတဲ့ကြီးမားတဲ့ချမ်းသာကိုရအောင်လုပ်ပါလို့ဆိုတာဟာအင်မတန်မှဒီမြင့်မြတ်တဲ့ချမ်းသာဒုက္ခတွေကိုရအောင်လုပ်ဖို့ဆိုလိုတာပေါ့နော်ဥပုသ္တိလကိုစင်စင်ကြဲကြဲစောင့်တည်ခြင်းဖြင့်အစာစားခြင်းကြောင့်ရတဲ့ချမ်းသာဒုက္ခလေးကိုစွန့်လွတ်လိုက်တယ်အစာခံပြီးတော့ဥပုသ်ဆောင်တဲ့ဖြင့်ဥပုသ္တိလရဲ့အကျိုးကိုမြတ်စွာဘုရားကဘလောက်ထိဟောထားတော့ဆိုလို့ရှိရင်ဥပုသ္တိလစောင့်တဲ့ဥပုသ္တိလရဲ့အကျိုးဟာနတ်ပြည်6ထပ်ဘယ်နတ်ပြည်ဖြစ်ဖြစ်ဆန္ဒရှိတဲ့နေရာဖြစ်နိုင်တယ်လို့ဒီလိုဟောထားတယ်လောကမှာရှိတဲ့ယရနာတွေလူပုံမှာတယ်မဟုတ်ဘူးလူပြည်နတ်ပြည်မှာရှိတဲ့ယရနာတွေအားလုံးရဲ့တန်ဖိုးကိုချိန်ဆက်ဥပုသ္တိလတစ်ခါစောင့်လိုက်တဲ့ကုသိုလ်ကိုချိန်ဆက်ကြည့်မယ်ဆိုရင်တဲ့ယရနာတွေရဲ့တန်ဖိုးဟာဥပုသ္တိလကို16စိတ်တစ်စိတ်တောင်မမီဘူးလို့ဒီလိုဟောထားတယ်နော်အဲ့ဒီလိုဥပုသ္တိလစောင့်ရှောက်ခြင်းနဲ့ပတ်သက်ပြီးတော့တခါတော့ကတရားမင်းကြီးကနတ်ပရိသတ်မှာသူကပြောတယ်မိန်ခွန်းပြောတာခါရလေးတစ်ပုဒ်နဲ့မိန်ခွန်းပြောတယ်ဘာလို့ဆိုရင်အေးငါလိုတရားဖြစ်ချင်လို့ရှိရင်တဲ့မင်းတို့ဥပုသ်ကိုမမေးကြနဲ့ဥပုသ်ဆောင်ကြဒီလိုပြောရသော်ဘုရားကတရားမင်းကြီးပြောတဲ့အပြောဟာပြည့်စုံခြင်းမရှိဘူးတဲ့မှန်ကန်ခြင်းမရှိဘူးတဲ့တကယ်ပြောတဲ့နာကဘယ်သူပြောရမှာလဲဆိုရင်ကိလေသာအာသဝတွေကုန်ခန်းသွားတဲ့ယဟန္တာပုဂ္ဂိုလ်ကသာဒီစကားပြောတဲ့နဲ့ငါလိုယဟန္တာဖြစ်ခြင်းဥပုသ်ဆောင်ကြလို့ပြောရမှာတဲ့ဟောမြတ်စွာဘုရားကပြင်ပေးထားတာရှိတယ်အဲ့ဒီကားတာအဲ့တော့ဒီဥပုသ္တိလရဲ့အကျိုးဟာလည်းပဲအမြဲတမ်းကြီးမားတဲ့အကျိုးကျေးဇူးတွေရှိတာဟုတ်ဒီသီလကိုအခြေခံပြီးတော့တမာတိတို့ဝိပဿနာတို့နဲ့တက်သွားပြီးနောက်ဆုံးမှာနိဗ္ဗာန်ပရမန်ဒုက္ခံလို့ဆိုတဲ့အတိုင်းအမြတ်ဆုံးသောနိဗ္ဗာန်ချမ်းသာထိအောင်ဒီဥပုသ္တိလကနေအထောက်အကူပြုသွားနိုင်တာဟုတ်သီလဆိုဒီမှာနိဗ္ဗာန်တိုင်းအထောက်အကူပြုထောက်ကူပြုတယ်ဆိုတာဘယ်လိုထောက်ကူပြုတာလဲလို့မေးလို့ရှိရင်သူကခွင်းဆက်အကြောင်းတရားလေးတွေဟာတစ်ခုနဲ့တစ်ခုဆက်သွယ်ပြီးတော့ပရိစ္ဆသမုပ္ပါဒ်လို့ပဲသီလကိုလုံလုံခြုံခြုံစောင့်တည်တဲ့ပုဂ္ဂိုလ်တယောက်ဟာကိုယ်သီလကိုကိုပြန်တွေးလိုက်တာနဲ့တပြိုင်နက်စိတ်ထဲမှာစိတ်နှလုံးဟာကြည်နူးသွားအဲ့ဒီကြည်နူးမှုသည်ဝမ်းမြောက်မှုဆိုတဲ့ပါမောဇ္ဇကိုဖြစ်စေဝမ်းမြောက်မှုဆိုတဲ့ပါမောဇ္ဇသည်ပီတိဆိုတဲ့နှစ်ချိုက်မှုကိုဖြစ်စေပီတိဆိုတဲ့နှစ်ချိုက်မှုသည်ပတ္တတိဆိုတဲ့ကိုယ်စိတ်ငြိမ်းချမ်းမှုကိုဖြစ်စေပတ္တတိဆိုတဲ့ကိုယ်စိတ်ငြိမ်းချမ်းမှုကဒုက္ခလို့ဆိုတဲ့ကိုယ်ချမ်းသာစိတ်ချမ်းသာကိုဖြစ်စေဒုက္ခဆိုတဲ့ကိုယ်ချမ်းသာစိတ်ချမ်းသာသည်တမာတိကိုဖြစ်စေစိတ်တည်ငြိမ်မှုကိုဖြစ်စေစိတ်တည်ငြိမ်မှုသည်ယထာဘူတဉာဏတဒနာအဖြစ်မှန်ကိုသိတယ်မြင်တယ်ဆိုတဲ့အသိဉာဏ်ကိုဖြစ်စေတယ်ဆိုဟောသီလကဆက်သွားတာနော်သီလရဲ့အကျိုးကျေးဇူးတွေဟာအဲ့ဒါလိုရှိတယ်ယထာဘူတဉာဏတဒနာဆိုတာအစစ်မြင့်တဲ့ဉာဏ်တစ်ခုရသွားတာလေဝိပဿနာဉာဏ်တွေဟာယထာဘူတဉာဏတဒနာအဲ့ဒါလိုသီလကဆက်လာတဲ့အကျိုးကျေးဇူးတွေရှိလို့မြတ်စွာဘုရားသခင်ကိုရောမြတ်ကချမ်းသာဒုက္ခရှားတယ်ဆိုတာဟာဝိပုလဒုက္ခဆိုတဲ့နိဗ္ဗာန်ထိအောင်ချမ်းသာတာမျိုးရှားကြရမှာဖြစ်တယ်အပေါ်စားချမ်းသာလေးတွေအောက်တန်းစားချမ်းသာလေးတွေနဲ့ပဲမဲ့မောတွေ့တာပြီးတော့မနေပါနဲ့တဲ့ကာမဂုဏ်အာယုံချမ်းသာဆိုတာအိမ်မက်ထဲကချမ်းသာမျိုးတွေပါကာမဒုက္ခဆိုတာအိမ်မက်ထဲကချမ်းသာမျိုးတွေအိမ်မက်ဆိုတာနိုးလိုက်တာနဲ့တပြိုင်တည်းရှိသေးလားမရှိဘူးဒါကြောင့်မို့သူပိနကုပမာကာမကာမချမ်းသာတွေဆိုတာအိမ်မက်နဲ့လားတရံတူတယ်နိုးလိုက်တာနဲ့ပျောက်သွားတာအခုလဲဘဝချမ်းသာမှုလို့ဆိုတာလေတခဏလေးတွင်ပျောက်သွားတာလေမတည်ခင်လေးတွင်ပဲချမ်းသာကြွယ်ဝမှုရဲ့အကျိုးကျေးဇူးကိုခံစားရတာလေတည်သွားတာနဲ့အကုန်ပြစ်ထားခဲ့ရတာမဟုတ်လားအေးသူကတော့တထေးကြီးမို့ဆိုပြီးတော့တည်သွားတော့ဘာတွေယူသွားသေးတော့ဟာမှယူမတော့ဒီတည်းကယူသွားရင်တော့နှိုက်ယူကြအောင်မနော်နှိုက်ယူမဲ့လူဟာစင်နဲ့မလေးရွှေသွားတောင်မှဒီတိုင်းထားရင်အဲ့ဒီမှာချွတ်ယူလိုက်အောင်ပဲအဲ့ဒါကြောင့်မို့လို့တကယ်ချမ်းသာဒုက္ခဆိုတာရအောင်ရှာကြရမှာဖြစ်တယ်
မြတ်ဗုဒ္ဓရဲ့အလိုကြချမ်းသာဒုက္ခကိုရှာတယ်ဆိုတာဟာမတရားတဲ့နည်းနဲ့ချမ်းသာကိုမရှာနဲ့သူများကိုဒုက္ခပေးပြီးတော့ချမ်းသာမရှာနဲ့သူများမျက်ရည်ကျအောင်လုပ်ပြီးတော့ချမ်းသာကိုမရှာနဲ့ဒုစရိုက်နဲ့ချမ်းသာကိုမရှာနဲ့ကိုကောင်းစားအောင်မလုပ်နဲ့ဟောအများကောင်းစားတဲ့ပုံမှာမူတည်ပြီးတော့အများပုံမှာမေတ္တာစေတနာကရုဏာဆိုတာတွေထားပြီးတော့ချမ်းသာဒုက္ခရအောင်သူလည်းချမ်းသာကိုလည်းချမ်းသာဆိုတဲ့ချမ်းသာမျိုးရအောင်ရှာနောက်ဆုံးပေါ့အသေးအဖွဲချမ်းသာတွေကိုစွန့်လွတ်ကြီးမားတဲ့ချမ်းသာဒုက္ခတွေအတိုင်းအတာတစ်ခုချမ်းသာဒုက္ခတွေကိုရအောင်ကြိုးစားအထောက်အမှာဆိုတဲ့အဓိပ္ပာယ်ကိုဒီကနေ့ညဟောပြောတာဖြစ်ပါတယ်။ဒါကြောင့်မို့တရားချစ်ခင်သူတော်စင်ပြိဿပေါင်းတို့မြတ်ဗုဒ္ဓ၏အလိုတော်ကြချမ်းသာဒုက္ခကိုရှာဖွေခြင်းဆိုသည်မှာကုသိုလ်ကောင်းမှုဖြင့်ချမ်းသာဒုက္ခကိုရှာခြင်းမေတ္တာဖြင့်ချမ်းသာကိုရှာခြင်းကရုဏာဖြင့်ချမ်းသာကိုရှာခြင်းမုဒိတာဖြင့်ချမ်းသာကိုရှာခြင်းနဲ့ချမ်းသာကိုရှာခြင်းနဲ့သေဖွဲသောအသေးစားချမ်းသာလေးတွေကိုဆွန့်လွတ်ပြီးတော့မြင့်မြတ်တဲ့ကြီးမားတဲ့နိဗ္ဗာန်ချမ်းသာထီအောင်ချမ်းသာကိုရှာခြင်းကိုဆိုလိုတယ်ဆိုတာကိုနာယူမှတ်သားထားတဲ့အတိုင်းဝိပုလဒုက္ခဆိုတဲ့နိဗ္ဗာန်ချမ်းသာကိုရအောင်ကြင်ကြံကြိုးကုပ်အားထုတ်နိုင်ကြပါစေကုန်သတည်း